quarantine လုပ်နေကြတဲ့သူတွေကိုစိတ်ပန်းဖြည့်စေဖို့အတွက်ပေါ့မိုင်းဆန်တို့တက်ဆွမ်းသမျှလေးပေါ့လာပြီးတော့ကူညီပေးတာပါ။ဘာကြောင့်လဲဆိုတော့ဒီ quarantine ဝင်နေတဲ့သူတွေကဒီအပြင်ထွက်လို့လည်းမရဘူး။ပြီးလို့ရှိရင်ဒါစောင့်ကြည့်နေရတယ်ဆိုတဲ့အခါကျတော့သူတို့မှာစိတ်ဖိစီးမှုအနည်းနဲ့အများတော့ရှိမှာပဲ။ဒါပေမဲ့သူတို့စိတ်ဖိစီးမှုပြေပြောက်အောင်ပေါ့မိုင်းဆန်တို့ကတက်လန်းတစ်ဖက်တက်လန်းနေပြီးတော့ကူညီပေးတာပါဟုတ် ပြေးပေးတယ်ဆိုတာတော့မနေ့ကလင်းလင်းကနေတဆင်ပေါ့မကြီးကိုလှမ်းပြောအမေတဲ့ဒီလိုပဲဖြစ်တယ်တဲ့အမေလောက်ပါဟဲ့ငါတော့အသက်ကြီးနေပြီငါတော့ကပြတော့သိစင်မပြေဘူးထင်တယ်လို့နင်တို့ပဲသွားပါလို့အဲ့လိုသူ့ကိုပြောတယ်သူအမေရဲ့ဖြစ်ပါတယ်သူတို့ကလည်းလူရွေးပြီးတော့ပေါ့နော်ကုညီစေခြင်းတယ်ဆိုတော့ဒါမိုင်းဆန်းတို့လည်းဒါလှဝါဌာနပေါ့လေလာလှူတာပါဟုတ်ကဲ့ ဒီ quarantine ဝင်နေဆိုတဲ့အခါမှာလေဒီလိုတော့မှအခုဆိုကိုအိမ်ထဲမှာကိုနေပြီးတော့အောက်ဒါတော့မှအောက်ကလေးပါလေးဆင်းလို့ရတာတော့မှအရန်နေရတာစိတ်ချင်းကျက်တယ်ဆိုတဲ့အခါကျတော့ဒါလင်းတို့လည်းတစ်ဖက်တစ်လမ်းလင်းတို့လာရောက်ပြီးတော့ပေါ့နော်ကိုတက်ချွန်းတဲ့ဟာလေးနဲ့ဖျော်ဖြေလိုက်တယ်ဆိုသူတို့လည်းစိတ်အပန်းပြေရမလားလို့စိတ်ကလေးနဲ့လာရောက်ပြီးတော့ဖျော်ဖြေပြစ်တာပါဒီမှာကလည်းပါဝင်ဖို့တော့ကိုနဂါးလေးကလည်းဒီပေါ့နော်အကူညီတောင်းတော့လင်းတို့လည်းဒါကိုတက်နိုင်တဲ့ဘက်ကနေကူညီပေးပြစ်တာပါဟုတ်ပြီးတော့ဒီမှာကလည်းဝမ်းသာစရာတစ်ခုကဒီပေါ့နော်ဒီ quarantine မှာစောင့်ကြည့်လူနာတွေအားလုံးကသူတို့ရဲ့ပေါ့နော်အဖြေက negative တွေကြီးပဲဆိုတဲ့အခါကျတော့ရန်ဝမ်းသာပါတယ်ရန်ကြီးတော့လည်းမကတယ်ပေါ့နော်အားလုံးလည်းပျော်အောင်အားလုံးလည်းစိတ်ရတိုင်းတင်ပြအောင်ဒါပျော်ပြရပါအားလုံးကျေးဇူးတင်ပါတယ်ကိုပေါင်းနဲ့အားလုံးကိုသာအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်